အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိုင်ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Be a Brave More ဆိုတဲ့ game ကိုစော်ပြမှာဖြစ်ပါတယ်ဒီ game ကတော့ကျွန်တော်တို့ကိုယ်တိုင်က Brave More အဖြစ်ပြောင်းပြီးတော့သူများလေးလောက်ဝယ်တဲ့အချိန်မှာသူတို့အိပ်ပျော်နေတဲ့အချိန်မှာဆိုရင်လေခိုးလို့ရပါတယ်ကျွန်တော်ပါခိုးရပါဒီကောင်ခိုးလိုက်နောက်အင်းကြီးကတော့ပြီးပါဂိမ်းလေးကတော့ရိုးရှင်းရှင်းပါပဲကျွန်တော်လေးလိုက်ရတာ yes ဒါကတော့ကျွန်တော်ဗီဒီယိုမလုပ်ခဲ့တဲ့ကျွန်တော်ရလာတဲ့အကောင့်တွေပေါ့ဗျာကျွန်တော်အရင်စော့လာတာပါအေးပြန်ပြုံးကြတယိုဒီမှာတစ်ခုရှိရဒီလိုတော့ထားလို့ရတယ်ကျွန်တော်ရတယ်ဒီဘက်တော့လောက်လို့ရမယ်ကျွန်တော်မလုပ်ပါဘူးဒီဘက်လုံးပတ်စံတွေပါအကုန်ပြောင်းရကျွန်တော်ရဲ့ပတ်စံကိုရှူးလိုက်အကုန်လုံးအပြောင်းမခံနိုင်ဒီဓာတ်ဝယ်အကျန်းစားကောင်းနေရမှာဝီပတ်လို့ရှိရင်ဟာရောင်ပြီးရန်ပြီးတော့โอเคတရားကြော်ရေးဆိုတော့မြင်တော့တယ်ဒီစစ်စေးအောင်ကြော်ပါတယ်ဒါကမဲလို့ကြော်တယ် yes ဒီကောင်ကြော်ယိုးဒီကောင်ရောက်ရဒီမှာဒီတုံးတောင်းလို့ဘယ်နဲ့တောင်းတော့ဒီမှာဒီပြအေးဟိုမှာရှင်းလာနိုင်ပါတယ်တောင်းဒီကလာယိုးဘယ်မှာနိုင်မှာဒီလာချာလာလို့ဆက်ရမှာဒီခေါက်ကြတော့မတည်ကြဘူးဒီကတော့ဒီဟုတ်ဟုတ်ဒီကတော့ဒီကတော့အဲ့ဒါဒီကတော့အေးမင်းပြyeah โอ้မတည်ကြရလဲဆက်ပါဒီလိုဒီလိုဆောက်လိုက်ဦးဒါလေးဒီလိုစီးလိုက်ပါမမ်းကြည့်ပါဘောတော့တော့နောက်လည်းနေတယ်ခါရဘလို့တော့ပြီးရတယ်နားနေရတော့ကြာပါလားအေးတီဟေးအားကောင်းရမယ်ဒါမတိကျနော်အိုးဘလူးဘယ်ရီနီအော်တိုပိုစီနီရတယ်ဗျဒီကောင်မတိကျပဲဟာဒီကောင် legendary ဝေးငါ့ကိုပေးလို့ရတယ်အိုးပေးတယ်ဗျအိုးနောက်ဆုံးလည်းရလာပြီဗျထည့်ယူမယ်မင်းကမမိပါတော့ကွာဒါကောင်မဟိုမမတိကျတွေ့ဒီမှာကျွန်တော်ဘေးနားမှာလည်းမတိကျဒီကောင်ရဲမိုးဆိုတော့ဒီကောင်ကြီးရတယ်ဒီဟာဟေးဒီ yes ရရဲမိုးကြီးရဒါဆိုကျွန်တော်နေရာချမယ်ရှင်ရောက်မျိုးဟိုတိုင်းရတော့ညောင်းစားညောင်းစားမှာကောင်းရယ်ကြီးကောင်းရယ်
ရောင်းစားရကပူချီနိုအဆာဆီနိုဒီကောင်နောက်ရွေးရှင်စီဝက်ဟုတ်ပြီဒီကောင်ကိုခဏထားတာမြင်မှာချဘလူးဘေးနီအော်တိုဘောစီနီကတစ်ထောင်ဝဲထုတ်တယ်တဲ့ဗျာ bro ဒါဆိုရင်ဟိုကောင်လေးပဲညှိပြရမယ်ဒီကောင်နှစ်ဟာထုံးနေဒီတစ်ခါထုံးရင်2 million တော့ထုတ်တယ်ဗျာရဟုတ်နေအိုးရှေ့ကျန်းသွားပြီဒါဆိုရင်တော့ကျွန်တော် repack လုပ်လိုက်မယ် yes repack 4ပါဗျာlegendary ကိုမရောင်းစားဘူးဗျာကျွန်တော်အခုမထော်ဘူးမတိကျရရှယ်ရမှရောင်းစားဟမ်ပါလေအေးအောင်ပန်ဒါစီနီဘနာနာနီပါကွာဘလို့ပြတော့ဒီသူ့ရဲ့ပုံရတော့ဒီကောင်ဖြစ်နေရတယ်ဒါတော့ဆန်းပါပြီရောင်းကြည့်လိုက်အပေါ်ထဲမှာကျွန်တော်ဘာကောင်ထားထားလဲဆိုတော့တ ရှူးဆိုင်ကြည့်တခါတက်သွားတယ်ယောဒီမှာလေးလိုက်ရထားတယ်ဒီကောင်ကတော့စောက်ပေါ်ပါကွာအကုန်ရောင်းစားတယ်ဒီကောင်ထားလိုက်မယ်ရှင်းကျော်ရောင်းစားလာပြီပတ်စံတော့ရှယ်တော့ရပါတယ်ဟိုထပ်ပေးတယ်ဗျOh thank you bro ငါလေးယူရဒီကောင်ပျောက်ထွက်သွားတယ်ကျွန်တော်ထောပြီဒီကောင်လေးလေးပဲနှိပ်ပေးရမယ်တစ်ချက်ပတ်စံတည်းရအောင်AB ရန်ရှိရည်ဒီကောင်ဒီကောင်ထုတ်ကျန်းနေပြီဗျာဒါဆိုရင်ဟိုကောင်တဖြည့်ပြီလားlevel 6အား level 5ရှိတယ်တစ်ခါထုတ်ရင်3ဟာထုတ်ရင်1ပြီးရင်ကျန်းသွားပြီဒီကောင်ဒါဆိုဒီကောင်မြည့်ပြမယ်ဗျာဒီကောင်ရောဘယ်နှခါထုံးရင်1ပြီးရဆိုတော့ရှူးကြရ20စက္ကန့်3စက္ကန့်ဒီကောင်လေး3စက္ကန့်မှာ1ပြီးရထုံးမှာပြီဒါဆိုရင်ကျန်းသွားပြီ
ကိုပရိုရဲ့ဂျေစုကြောင်းနဲ့ကျွန်တော်ထောရတာဗျာတကယ်ကိုဂျေစုတင်တယ်ဗျာအေးအခုတော့လောဆယ်ငါပြီးနေဒီမှာတက်ပါရဒီခေါက်ကပတ်စံ1ပြီးရင်အခုကငါ broom ပတ်တယ်ပြီညာ67ဘူးပါနဲ့ broom ပတ်တယ်ပြီရှယ်ဟေးပတ်စံရှယ်ငါဟာရချက်ပဲမိရတယ်ရဲ့ကွာ哟，时间。呀，这回说真的白天养的说都3G家养的，好像地缸那没，地缸嘛做刚啥西啊，地缸我那没得给呗。地缸呢，后缸呢做个，喂地缸不缸，地缸不缸，喂地缸不缸呢，地缸不缸，比下，那录完了吧？录完都光明年要一些，谈我呀嘞。တခါထားလို့ချက်ပိတ်အဲ့လိုလောက်စမ်းဒီပတ်လောက်လိုက်ကောင်းလာတယ်ဒီကောင်ကကြော်ပါသေးပါဟေးကြော်တယ်အော်ကျန်တယ်စီရောက်သွားရင်မဟုတ်လားကျွန်တော်ဘယ်လိုပြီးပါတယ်ဒီပေါ်မှာကျန်တယ်စီကျွန်တော်ရောက်သွားပြီဟိုကောင်ကဘရင်းမောကဒီကောင်ဘရင်းမောကရှိတယ်ဒီကောင်ကောင်းတယ်အေးငါမိပါပြီကွာပြေးမရဘူးဖြစ်သွားတယ်ပြန်လေးမင်းအေးမိဘရင်းမောကရောက်ပြောက်သွားပြီဘရင်းမောပြောက်သွားပြီဒုက္ခဒီမှာဝက်ဆန်ထုတ်နေရတယ်ဆိုတော့ရှိုးရတော့ဟိုဒီမှာငါရှိတဲ့မှာဆက်တယ်ဒါတူဒီကောင်ဒီမြင်လားမိရောမယ်ငါ့ကိုမိရတယ်အေးကောင်ချက်အပြီးနဲ့မိရမယ်
ငါ brain မောကောရတိုင်းဘလို့တော့မီးနေရတယ်ကွာသူတို့နေညာထမ်းမိမယ်โอเคကျွန်တော်ညီမဝီပတ်ကိုဆက်တခါလုပ်ပြီးသွားပါပြီနောက်ပြီးမြန်ကျွန်တော်ရဲ့စက္ကန့်ပါဆိုရင်အမိုက်စာကောင်လေးရောရတော့ပါပြီဒါနဲ့အမိုက်ဆုံးကောင်ကတော့ဒီကောင်ပဲဖြစ်ပါတယ်ကျွန်တော်ကိုပတ်စံထုတ်အများဆုံးထုတ်ပြီးတဲ့ကောင်ကအဲ့ဒါကိုလူတယောက်ကျွန်တော်ကိုလည်းပေးတာဖြစ်ပါတယ်ဒီချက်ဆောင်ကျွန်တော်ဒီမှာ1 trillion ပြည့်ရွာ2 trillion ပြည့်ဖို့လိုရယ်နောက်依ရင်ကျွန်တော်ဒီမှာကီနိုကိုဖီဒီနိုတီရောက်တော့ပြီဒီရပါဗျာအဖြစ်67ကိုရိုးပန်းနဲ့လောက်တာလေကွာဒါဆိုရင်နောက်တစ်ခေါက်ထပ်သွားကြည့်ကြရအောင်ဗျဒီခါဘယ်ရောက်ကြော်မယ်ဂျန်တယ်ကြီးရောက်မလားဆိုတာသွားစမ်းကြည့်ကြရအောင်ယိုဂျန်တယ်ကိုကြော်တယ်ဗျ Strawberry Elephant ယိုကျွန်တော် Strawberry Elephant ကြီးရောက်ပါပြီဗျအစီကွဲတို့ဘာလို့အကုန်ရှိရဗျကျွန်တော်ဦးကြီးဟုတ်လားမဟုတ်ဘူးอ่ะဒီကောင်ထုတ်နေရဆုံးနော်ဒီအားရပါပြည့်ကုန်လာတယ်လေဟာမိသွားပြီဗျာโอเคဒီနေ့ပြီးတော့ဒီကားပါပဲနောက်ရုံကပြန်တွေ့မယ်အားလုံးပဲ bye bye โอ้